မင်္ဂလာပါမေးထားတဲ့ comment လေးကိုဖြည့်ပေးရင်းနဲ့ရက်စွဲတွေပေါ်မှာအခြေခံပြီးတော့ assistant လေးလုပ်ပြပေးမှာဖြစ်ပါတယ်မေးထားတဲ့အတိုင်း birthday မွေးနေ့လေးနဲ့ရင်သုံးစကြည့်မယ်ဒီလက်ရှိရောက်နေတဲ့ date နဲ့သူ့ရဲ့မွေးနေ့ကိုညီလားပြောကြည့်လိုက်မယ်ညီတယ်ဆိုရင်ကျွန်တော်တို့ကို happy birthday လို့ပြောပေးပါပေါ့နော်ဒါမျိုးဆိုရင်ကျွန်တော်တို့က if function နဲ့ရေးလို့ရတယ် equal if တက်ကြီးခေါက်မယ်ကိုယ့်ရဲ့မွေးနေ့က equal ဒါလေးကမွေးနေ့လေးဖြစ်တယ် today ဆိုတဲ့ function လေးရှိတယ်ပေါ့နော်ဒီနေ့နဲ့ညီလားခွင်းပိတ်မယ်ဘာအာဂူမှထည့်စရာမလိုဘူးဒီနေ့ကကိုယ့်ရဲ့မွေးနေ့နဲ့ညီတယ်ဆိုလို့ရှိရင်တော့ happy birthday ဆိုပြီးတော့ပြောပြီးတခြားရက်တွေကိုတော့ဘာမှမပြနဲ့ဆိုပြီးတော့တပယ်ကုတ်လေးနှစ်ခုပဲထားခဲ့လိုက်မယ်ပြီးရင်ခွင်းပိတ်မယ်အန်တာခေါက်မယ်ဒါဆိုရင်ဒီနေ့က29ရက်6လပိုင်းဖြစ်တဲ့အတွက် happy birthday ဆိုပြီးတော့ပြနေမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ date ကို30ရက်နေ့ပြောင်းလိုက်လို့ရှိရင်မနေ့ဖြန် date နဲ့ဆိုရင်သူကဘာမှပြတော့မှာမဟုတ်ဘူးပေါ့နော် control z ပြန်ခေါ်ကြည့်လိုက်မယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့မွေးနေ့ကဒီလဒီရက်ဒီနှစ်ကွက်တိဖြစ်မှာကျွန်တော် happy birthday ပြရတယ်ဖြစ်နေတာဆိုလိုတာကတော့ကျွန်တော်တို့က29ရက်ဇွန်လ2026မှာရောငါရဲ့ birthday ကိုပြလာဆိုရင်အန်တာခေါက်ကြည့်လိုက်သူကမပြတော့ဘူး okay ဒါဆိုရင်ကျွန်တော်တို့ကဒီလနဲ့ဒီရက်နဲ့ညီလို့ရှိရင် happy birthday ဆိုပြီးတော့ပြောပေးပေါ့နော်တခြားနှစ်တွေကိုတော့ဆွဲထုတ်ပလိုက်မယ်ဒါမျိုးလေးရေးကြည့်မယ်ပေါ့နော်ကျွန်တော် function ကို update လုပ်မှာဖြစ်တဲ့အတွက် up2 key လေးကိုနှိပ်လိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီ logical နှစ်ခုနှိုင်းယှဉ်ထားတဲ့နေရာမှာညီမျှချင်းရှေ့မှာပြန်ပြင်မယ်ညီမျှချင်းနောက်မှာပြန်ပြင်မယ်ပေါ့နော်ကျွန်တော်ကြည့်ရလွယ်သွားအောင်ဒီနားလေးမှာကျွန်တော်တို့ true false ရေးတဲ့နေရာမှာ order enter လေးခောက်ထားလိုက်မယ်နော်အောက်ကိုကျသွားအောင်မလို့ function လေးကို okay ကိုယ့်ရဲ့မွေးနေ့တဲ့ကနေကျွန်တော်တို့ကလနဲ့ရက်နဲ့ပဲဆွဲထုတ်မယ်ဆိုတော့ကျွန်တော်တို့က test function လေးကိုသုံးလိုက်ရတယ် test ဆိုတဲ့ function လေးရှိတယ် value ကတော့ကျွန်တော်တို့ရဲ့မွေးနေ့ဘာလေးကိုဆွဲထုတ်မှာလဲဆိုတော့ကျွန်တော်တို့က dd မြင်းဆောင်လေးခံမယ် mm ပြောမယ်ဆိုရင်လနဲ့ရက်နဲ့ကိုပဲဆွဲထုတ်မယ်ပေါ့နော်မွေးနေ့တွေကဆွဲထုတ်ထားတဲ့လနဲ့ရက်နဲ့ကညီခဲ့မယ် today ကလည်းကျွန်တော်တို့လနဲ့ရက်နဲ့ဆွဲထုတ်မယ်ပေါ့နော်နှစ်ကိုကျွန်တော်တို့ neglect လုပ်ချင်လို့မို့အဲ့တော့ကျွန်တော်က test function နဲ့ပဲဆွဲထုတ်မယ်ပြီး value ကတော့ today ဒီနေ့တွေကနေမှငါတို့ကိုလရက်ပြီးတပည့်ကုတ်ပြန်ပေးမယ်ပြီးရင် test function အတွက်ခွင်းပေးမယ် okay ဒါဆိုရင်တော့ကျွန်တော်တို့တစ်ချက်ခောက်ကြည့်လိုက်မယ်အန်တာလေး okay ဒါဆိုရင်တော့ကျွန်တော်တို့က2026ဆိုလဲ happy birthday ပြနေမှာနောက်ထပ်2028ဆိုလဲ happy birthday ဆိုပြီးတော့ပြနေမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကဒီလနဲ့ဒီရက်ဖြစ်ဖို့ပဲလိုတယ် okay ငါတခြားရက်တွေကိုလဲ today is sunday today is monday ဆိုပြီးတော့ပြခြင်းနေဆိုရင်ရောဒါဆိုရင်ကျွန်တော်တို့ function key up2 လေးကိုနှိပ်လိုက်မယ်ပြီးရင်ဒီနောက်ဆုံးမှာတခြားရက်တွေဆိုလို့ရှိရင်အဲဆိုရင်ကျွန်တော်တို့ today is ဆိုတဲ့ဟာစာသားဖြစ်တဲ့အတွက် today is space လေးရောပါနေတာဖြစ်တဲ့အတွက် space တစ်ချက်ပုတ်ပြီးတော့မှတပည့်ကုတ်ချမယ်ပြီးရင် and ဆိုတဲ့ဟာလေးနဲ့ခံမယ်ပြီးရင်ကျွန်တော်တို့ test တဲ့ကနေမှ today ဒီနေ့ကဘာနေ့လဲဆိုတာကိုကျွန်တော်သိချင်တာအဲ့တော့ကျွန်တော်တို့ d လေးလုံးရိုက်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့က day ရဲ့နာမည်ကိုရမှာဖြစ်တယ်ပေါ့နော်ခွင်းပိတ်မယ် if function အတွက်နောက်ထပ်ခွင်းတစ်ခွင်းဆက်ပေးမယ် enter ခေါက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမွေးရက်မို့လို့ happy birthday ဆိုပြီးတော့ပြနေတာဒါပေမဲ့30ရက်နေ့ဆိုလို့ရှိရင်တော့သူက today is sunday ဆိုပြီးတော့လိုမျိုးတခြားရက်တွေဆိုရင်တော့ today is ပဲပြမယ်ကိုယ့်ရဲ့မွေးနေ့ကိုရောက်လေဆိုရင်တော့ happy birthday ဆိုပြီးတော့ပြမှာဖြစ်ပါတယ်ပေါ့နော် okay အဲ့ဒါပြီးရင်ကျွန်တော်တို့ expire date တွေတွက်ကြည့်မယ်ပေါ့နော် expire date ကဒီဟာသူ့ရဲ့ expire date ဖြစ်တယ်ပြီးရင်ဒီနားမှာကျွန်တော်တို့ expire date ကျော်သွားရင်အလန်းပြမယ်ပေါ့နော်အဲ့ဒါဆိုလဲကျွန်တော်တို့ if function နဲ့ပဲဆက်ရေးရမှာပေါ့နော် equal if ကျွန်တော်တို့ရဲ့ expire date က greater than ကြီးနေသလား today ဒီနေ့ထက်ကြီးတယ်ဆိုလို့ရှိရင်ဆိုလိုတာကတော့ကျွန်တော်တို့ရဲ့ဒီနေ့က expire date ကိုမရောက်သေးဘူးဆိုပြီးတော့ပြောတာပေါ့နော်ဒီနေ့ထက်ကြီးတယ်ဆိုလို့ရှိရင်ဒီကုန်ပစ္စည်းက good ကောင်းသေးတယ်ပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်တော့ expire ဖြစ်သွားပြီခွင့်ပေးမယ် enter ခေါက်မယ်ဒါဆိုရင်တော့ good ဆိုပြီးတော့ပြမှာဖြစ်ပါတယ်ပေါ့နော် okay ငါအဲ့လိုတင်ရိုးရိုးရှင်းရှင်းနေမကသေးဘူးပေါ့နော် expire 9ရက်ဒါမှမဟုတ်ရက်30အလိုဒါမှမဟုတ်ရက်60အလိုမှာငါ့ကိုဒီကုန်ပစ္စည်းကတော့ expire ကဘယ်နည်းရက်ပဲကြံတော့တယ်ဆိုတော့ alarm system လေးလုပ်ချင်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့ရှုပ်ထွေးတဲ့ဟာလေးပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့က function key up2 လေးကိုပြန်နှိပ်ပြီးတော့ဒီရှေ့ကနေအုပ်မှာပေါ့နော်ဒါလေးကို order enter လေးခောက်ထားလိုက်မယ်ကြည့်ရတာလွယ်အောင်မို့လို့ပေါ့နော် if ကျွန်တော်က9ရက် alarm system နဲ့လုပ်ပြမှာပေါ့နော်9ရက်လောက်လိုပြီဆိုလို့ရှိရင် expire in 5 day expire in 3 day ဒါမျိုးပေါ့နော်အဲ့လိုမျိုး alarm system လေးလုပ်ချင်တယ်အဲ့တော့ကျွန်တော် and function လေးထပ်ခံမယ် logical နှစ်ခုဖြစ်တဲ့အတွက်ပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ expire date ထဲကနေ today ကိုနှုတ်လိုက်မယ်ဒီနေ့ရောက်တဲ့နေ့ကိုနှုတ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့က number တွေရမှာပေါ့နော်အဲ့ဒါက less than or equal 5 9နှစ်အောက်ငယ်လားပေါ့နော်ပြီးရင်နောက်ထပ် logical ကလည်းဒီကျွန်တော်တို့ရဲ့ expire date ထဲကနေ today ကိုနှုတ်လိုက်မယ်
ပြီးအဲ့ဒီကောင်ကျတော့ greater than 0 ထက်ကြီးလားဆိုပြီးတော့ပြောလိုက်မယ်ပေါ့နော်ဆိုတာကတော့ကျွန်တော်တို့က1ကနေ9ကြားပေါ့နော်ဒီရက်တွေရောက်လို့ရှိရင် value is true ကိုရောက်သွားပြီအဲ့ကြလို့ရှိရင်ကျွန်တော်တို့က expire in ဘယ်လောက် day ဆိုတဲ့ဟာကိုပြပေးပါပေါ့နော်ဒါဆိုရင်ကျွန်တော် expire in ဆိုတာတက်စာသားဖြစ်တဲ့အတွက်တပည့်ကုန်းနဲ့စာရေးမယ် expire in ဆိုပြီးတော့ space လေးချမယ်တပည့်ကုန်းပြန်ပေးမယ်ပြီးရင် ခံတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ formula ဆက်ရေးမှာ formula ကဘာလဲဆိုလို့ရှိရင်ဒီ expire date တွေကနေအနှုတ် today ကိုနှုတ်လိုက်မယ် လေးဆက်ခံမယ်တပည့်ကုန်းလေးနဲ့ပြီးရင် space လေးချလိုက်မယ် days day ဆိုလိုတာကတော့ကျွန်တော်တို့ကဒီထဲကနေ expire in ဘယ်လောက် day ဆိုတဲ့ဟာကကျွန်တော်တို့1 to 5တင်ဝင်နေဆိုလို့ရှိရင်သူကနှုတ်ပြပြီးတော့1ဆိုရင်1 2ဆို2ဆိုပြီးတော့သူက dynamically change နေအောင်မလို့ကျွန်တော်ဒီပုံစံလေးရေးတာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင် if တလုံးအတွက်နောက်ထပ် green တစ်ခုဆက်ပေးမယ် enter ခေါက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ကွန်ပျူတာကကောင်းနေဆိုပြီးတော့ပြနေတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က July လဆိုတော့ကျွန်တော်ရက်30လောက်တောင်လိုသေးတယ်ပေါ့နော်ခုမှ29ရက်ပဲရှိသေးအခုဒီ July လကိုကျွန်တော်က9လပိုင်းကနေ6လပိုင်းကိုပြောင်းပြီးတော့ enter ခေါက်လိုက်လို့ရှိရင်သူကမနေ့ပြန်ကုန်တော့မှာဖြစ်တဲ့အတွက် expire in 1 day ဆိုပြီးတော့ပြမှာဖြစ်ပါတယ်ပေါ့နော်အဲဒီ6လပိုင်းကိုမှကျွန်တော်တို့က9လပိုင်းဒီရှေ့ရရက်30ကို4ရက်နေ့9လပိုင်းမှာ expire ဖြစ်မယ်ဆိုရင်တော့သူက expire in 5 days ဆိုပြီးတော့ပြနေမှာဖြစ်ပါတယ်ပေါ့နော်ကျန်တဲ့ condition ပေါ်မူတည်ပြီးတော့ good ဆိုရင်ကျွန်တော်တို့စိမ်းသွားမယ် expire in 5 days ဆိုရင်ဝါသွားမယ်ကျွန်တော်တို့ expire ဖြစ်သွားပြီဆိုหนีသွားမယ်ဒါမျိုးဟာတွေကိုကိုကြိုက်တယ်လို့အစင်စင် conditional formatting နဲ့လည်းစမ်းကြည့်စေချင်ပါတယ်အထောက်အကူတစ်ခုဖြစ်မယ်လို့ယူဆပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ